2014 ခုနှစ်ဩဂတ်လရဲ့အဲ့ဒီမနက်ခင်းကိုကျွန်တော်အခုထိမျက်စိထဲကမထွက်သေးဘူး။မိုးကတဖွဲဖွဲရွာနေပြီးတော့ကောင်းကင်တစ်ခုလုံးညှို့မိုင်းနေတာ။အောင်ကိုဆုံးသွားပြီဆိုတဲ့သတင်းကကျောင်းပါဝါရောက်ခရဲကတယောက်တစ်ပေါက်နဲ့ပြန့်နေတာ။အစတုန်းကတော့ကျွန်တော်တို့မယုံကြဘူး။သူကတက်ကြွပြီးတော့အတန်းထဲမှာလည်းအမြဲတမ်းပျော်နေတတ်တဲ့ကောင်ပေါ့။ကျွန်တော်တငယ်ချင်းကိုမေးကြည့်တော့တနင်္ဂနွေနေ့တုန်းကဘောလုံးကန်ရင်းနဲ့ကားတိုက်ခံလိုက်ရတာတဲ့ကျွန်တော်နဲ့တော့အရန်မခင်မိမဲ့တဒန်းနဲ့ဆိုတော့တိပါတယ်ကျွန်တော်လည်းစိတ်မကောင်းစွာနဲ့နောက်လှည့်ကြည့်လိုက်တော့အောင်ကိုအမြဲတမ်းထိုင်နေကြနောက်ဆုံးတန်းခုံလေးရလွတ်နေတော့တော်တော်လေးစိတ်မကောင်းဖြစ်မိသွားတယ်သူ့ဘေးမှာထိုင်တဲ့တငယ်ချင်းတွေကလည်းမို့ထားကြတော့မျက်လုံးတွေတောင်အစ်နေတယ်စာသင်ချိန်ကိုရောက်တော့ဆရာမအတန်းတက်စရင်ခေါ်တော့သူလည်းအကျင့်ပါပြီးအောင်ကိုနာမည်ကိုခေါ်မိသွားတယ်။ပြီးတော့ဆရာမလည်းသူ့ဘာသူအော်ဆိုတဲ့အတန်လေးထွက်လာတယ်။တခါလုံးတိတ်ဆိတ်သွားတဲ့အဲ့ဒီစက္ကန့်ပိုင်းမှာပဲအတန်းနောက်ဘက်ကနေခုံရွှေ့သွားတာ哦အနောက်တန်းမှာထိုင်နေတဲ့လူတွေအကုန်လုံးမြင်လိုက်ရတယ်။ဆရာမကြီးခုံရွှေ့သွားတယ်။အဲ့ဒီလိုမြင်လိုက်တဲ့အကုန်လုံးကလှမ်းပြောတော့ဆရာမလည်းမျက်နှာတစ်ခုလုံးဖြူရော့သွားပြီးကင်ထားတဲ့ဘောပင်နာကျမ်းမြင်ပေါ်ကိုလွတ်ကျသွားခဲ့တယ်။အောင်ကိုခုံပေးနာကရက်ကထိုင်တဲ့လူတွေကလည်းကြောက်လို့တခြားလွတ်နေတဲ့နေရာတွေမှာသွားထိုင်ကုန်ကြရော။အခြေအနေကနေ့လေအတန်းချိန်မှာပိုပြီးဆိုးလာတယ်။နေ့လေဆရာမကကြောက်တင်မုံမှာစာရေးနေတော့ကျွန်တော်တို့လည်းတိတ်တိတ်ဆိတ်ဆိတ်နဲ့စာကူးနေကြတာပေါ့အဲ့ဒီအချိန်မှာပဲအတန်းနောက်နာစီကနေပါဇက်ကိုလက်နဲ့အုပ်ပြီးတော့အတန်မထွက်အောင်လို့အတင်းအောက်မီရှိနေရတဲ့ခတ်တိုးတိုးရီတန်းလိုတုံတုံရီအတန်တစ်ခုထွက်လာတယ်ဆရာမအပါအတန်းထဲကလူအကုန်လုံးလည်းကြားလိုက်ရတယ်အဲ့ဒါနဲ့ဆရာမကဘသူရေတာလဲလို့မေးတော့တယောက်မှမရေဘူးတဲ့ဆရာမလည်းမျက်နှာတစ်ချက်ပြတ်သွားပြီးတော့စာပြန်တင်နေတယ်အဲ့ဒီလိုနဲ့ဆရာမစာတင်ပြီးတိတ်မကြောက်စာရွက်တရွက်ချင်းစီကိုအတန်ကျဲကြီးနဲ့လှန်နေတဲ့အတန်ကိုတရမ်းလုံးထပ်ကြရပြန်ရောအတန်ကအောင်ကိုခုံနာကနေထွက်လာတာမို့လို့အကုန်လုံးလန့်ဖြန့်ပြီးကျွန်တော်ဆိုရင်ကြက်သိန်းတွေပါထားတယ်အတန်းထဲကတချို့မိန်းကလေးတွေလည်းကြောက်လွန်းလို့ငိုတဲ့လူတွေလည်းငိုကုန်ကြပါလေရောစာရွက်လန်တန်ကတိတ်ဆိတ်နေတဲ့အတန်းထဲမှာတော်တော်လေးကိုကြောက်ဖို့ခေါင်းတယ်ဆရာမကလည်းအောင်ကိုမင်းသွားတဲ့နေရာကိုသွားပါတော့ငါတို့ကိုမထောက်ပါနဲ့အဲ့ဒီလိုပြောတော့ပိုဆိုးလာရောသူ့ကို200ကောင်းလားဆိုတဲ့ပုံစံမျိုးပေါ့နောက်ဆုံးတန်းကနေအတန်းရှိစီကိုကျမ်းမြေပေါ်မှာဒေါသတကြီးပြေးသွားတဲ့ခြေတံပြင်းပြင်းတွေကိုအတိုင်းသားကြားလိုက်ရတယ်ပြီးတော့ဆရာမအနောက်နာကနေမပြန်ချင်သေးဘူးလာမနေနဲ့အဲ့ဒီလိုပြောလိုက်တဲ့ရှိုက်တန်ကြီးကိုတဒန်းလုံးကြားလိုက်ရပြန်တယ်အဲ့ဒီအတန်ကြားပြီးရနဲ့တဒန်းလုံးဘယ်သူမှမနေရတော့ဘဲနဲ့အပြင်ကိုအလို့အရက်ပြေးထွက်ခဲ့ကြတယ်နောက်ရက်တွေမှာတော့အဲ့ဒီစာသင်ခန်းကိုပိတ်ထားလိုက်ရပြီအောင်ကိုရဲ့ရက်လည်နေကြမှာပဲဘုံကြီးပင်ပရိတ်ရွတ်လိုက်တော့မှအဲ့ဒီဖြစ်ရတွေငြိမ်သက်သွားပါတော့တယ်အဲ့ဒီညကည8 နာရီခွဲလောက်ရှိပြီမိုးကလည်းတဖွဲဖွဲရွာနေတော့လမ်းမတွေပေါ်မှာလူရှင်းနေပြီလေအဲ့ဒီအချိန်မှာပဲအော်ရာတစ်ခုသွားပို့နေတာပေါ့ပွဲရမယ့်နေရာကအမျိုးစုံဘက်ကခြံဝင်းအဟောင်းကြီးတွေရှိတဲ့လမ်းကြားတစ်ခုထဲမှာကျွန်တော်ကလည်းအိမ်ပြန်မဲ့လမ်းကြောမလို့လက်ခံလိုက်တာပေါ့ GPS ပြတဲ့အတိုင်းမောင်းလာရင်းနဲ့လမ်းကြားထဲကိုရောက်တော့ပတ်ဝန်းကျင်ကတဖြည်းဖြည်းနဲ့တိတ်ဆိတ်လာတယ်လမ်းဘေးကမီးတိုင်အဟောင်းတွေကလင်းတစ်ချက်
မောင်တစ်ချက်ခွေးဟူတန်တွေရလဲခဝေးဝေးရနေကြားနေရတယ်ပို့ရမယ့်အိမ်နံပါတ်ကိုရှာကြည့်တော့ခြံဝန်းကျယ်ကြီးတစ်ခုထဲမှာရှိတဲ့လုံးချင်းနှစ်ထပ်အိမ်ကြီးတစ်လုံးအိမ်ရဟောင်းနွမ်းနေပေမဲ့ခြံထဲမှာတစ်ပင်ကြီးတွေကအုပ်ဆိုင်နေတော့မြင်ရတာတစ်မျိုးကြီးပဲအိမ်ရှိကိုရောက်တော့ဖုန်းဆက်ကြည့်လိုက်တယ်လုံးဝမကိုင်းဘူးခြံတကားဟာနေရနေပဲစပိန်ကိုအပြင်မှာရက်ပြီးတော့စားစရာထုတ်ကိုကိုင်းပြီးခြံထဲကိုလမ်းလျှောက်ဝင်သွားလိုက်တယ်အိမ်ထဲမှာတော့မီးအောင်မိန်လေးလင်းနေတာတွေ့တော့ delivery ရောက်ပါပြီဗျာလို့လမ်းអော်လိုက်တယ်ခဏနေတော့တစ်သားတကားကြီးကချွီဆိုတဲ့အတန်ရှည်ကြီးနဲ့အတူဖြည်းဖြည်းချင်းပွင့်လာတယ်ဒါပေမဲ့လူထွက်မလာဘူးဗျတကားကြားထဲကနေလက်တစ်ဖက်ပဲထွက်လာပြီးတော့ဒီမှာပဲပေးခဲ့ပါအဲ့ဒီလိုပြောတဲ့အတန်ခက်အကြီးကိုကြားလိုက်ရတယ်ကျွန်တော်လည်းပုံမှန်လိုပဲထင်ပြီးတော့စားစရာတို့ကိုကမ်းပေးလိုက်တယ်အဲ့ဒီမှာအဲ့ဒီလက်နဲ့ကျွန်တော်လက်မတော်တဆထိမိသွားတယ်အဲ့ဒီအထီးတွေကရေခဲတုံးထက်တောင်ပိုပြီးတော့အေးဆက်နေတာဗျာငွေကြိုရှင်းမိသားဆိုတော့ကျွန်တော်လည်းကျေးဇူးတင်စကားပြောပြီးစပိန်စီကိုပြန်လျှောက်လာခဲ့တယ်ဒါပေမဲ့စပိန်မဟုတ်ရောက်လို့ဖုန်းထုတ်ပြီး Aura Complete နှိပ်ဖို့ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ကြော်ရွတဲ့ထီစိတ်ငနဲ့ဖြစ်သွားတာပဲ Rider တွေသုံးတဲ့ Delivery App မှာကျွန်တော်ဒီ Aura အတွက်ပို့ပြီးကြောင်းမနှရသေးပေမဲ့ Aura History ကလုံးဝပျောက်သွားပြီးတော့ No Active Aura လို့ပဲပြနေတာဗျ System error များတက်တာလားဆိုပြီးတော့ refresh အခါခါလုပ်ကြည့်ပေမဲ့လုံးဝပြန်ပေါ်မလာတော့ဘူးတခုခုတော့လွဲနေပြီဆိုတာသိရနဲ့အိရှိကိုကျွန်တော်တစ်ချက်ပြန်သွားကြည့်လိုက်တယ်ခုနကတော့ကျွန်တော်ဝင်သွားခဲ့တဲ့တကားကြီးကပိတ်ထားရသားကြီးဖြစ်နေတာကျွန်တော်လည်းတကားခောက်ကြည့်တယ်ဘယ်သူမှထွက်မလာဘူးမယုံနိုင်လို့တကားကိုတွန်းဖွင့်ကြည့်တယ်ဘလို့မှလည်းဖွင့်လို့မရဘူးဖုန်းမီနဲ့တကားရှိကိုထိုးကြည့်လိုက်တော့ကျွန်တော်ပေးခဲ့တဲ့စားစရာအထုပ်ကတော့ခတ်ထားတဲ့တကားရှိကျမ်းမြင်ပေါ်မှာဒီတိုင်းပုံရသားကြီးခုနကတော့ပဲမုတ်ထုတ်ကိုယူသွားတယ်လေအခုဘလို့ဖြစ်တာလဲဆိုပြီးတော့ကြက်သိန်းတွေဖြန်းကနေထသွားတယ်အဲ့ဒါနဲ့ကျွန်တော်လည်းအပြင်ကိုအမြန်ပြေးထွက်ပြီးစပိန်ကိုအတကုံမောင်းပြေးတော့တာပဲအဲ့ဒီညတော့ကအိမ်ကိုဘလို့ပြန်ရောက်လာမှန်းတော့မသိဘူးကြောက်စိတ်ကြောင့်တညလုံးအိတ်လို့မရခဲ့ဘူးနောက်နေ့မနက်လမ်းကြုံလို့အဲ့ဒီအိမ်ဘက်ကိုပြန်ဝင်ကြည့်ပြီးတော့အိတ်ရှိမှာလူနာတင်ကားတစ်စီးနဲ့လူတွေအုံခဲနေတာကိုတွေ့ရတယ်ကျွန်တော်လည်းစိတ်ဝင်စားလို့ဘေးကလူကိုမေးကြည့်တော့မှဒီမှာတယောက်တည်းနေတဲ့လူကြီးတယောက်မနေ့ညတော့8 နာရီလောက်မှာလေကားပေါ်ပြုတ်ကျပြီးဆုံးသွားတာတဲ့အခုမှသူ့ဆွေမျိုးတွေလာလို့ဖုန်းဆက်ကြည့်တာအထက်မှာမြည်နေပြီးတော့ပြန်ထူးတဲ့အတန်မကြားလို့တော့ဖြတ်ပြီးတော့ဝင်ရကနေအလောင်းတွေ့လို့အခုပဲထုတ်နေကြတာတဲ့ကျွန်တော်ကြက်သိန်းတွေဖြန်းကနေထသွားတယ်သူဆုံးသွားတာည8 နာရီကျွန်တော်ပစ္စည်းပို့ခဲ့တာည8 နာရီခွဲဒါဆိုသူကစားစရာမှားပြီးတာနဲ့ရုတ်တရက်ဆုံးသွားတာပေါ့သူတည်သွားပေမဲ့သူ့ရဲ့စားလောင်နေတဲ့စိတ်ကသူမှားထားတဲ့အစားအသောက်မရောက်မချင်းစောင့်နေခဲ့တာမျိုးလားကျွန်တော်ပစ္စည်းကမ်းပေးလိုက်တဲ့အချိန်တကားကြားကနေထွက်လာတဲ့လက်အေးကြီးကအသက်မရှိတော့တဲ့လူတစ်ယောက်ရဲ့လက်ဆိုတာသိလိုက်ရတဲ့အချိန်မှာတော့အခုအချိန်ထိညဘက်အော်ရာပို့ရမှာအောင်ကျွန်တော်အသေးလဲကြောက်သွားခဲ့ရပါတော့တယ်2012လောက်ကမြမတာဝန်ကြားခဲ့တဲ့ဆေးရုံကအင်္ဂလိပ်ခေတ်ကစောက်ထားတဲ့ဆေးရုံမို့လို့ဟောင်းတော့ဟောင်းနေပြီတောင်ကုန်းပေါ်မှာလည်းရှိတာမို့လို့ညဘက်ဆိုရင်ပြတင်းမှန်တွေအပြင်ဘက်မှာမြူတွေကပိတ်နေတာပဲအုပ်အနီရောင်တိုက်ဟောင်းကြီးရဲ့နံရံတွေကထူထပ်လွန်းတာကြောင့်တခါဖုန်းလိုင်းအောင်တိတ်ချမမိချင်ကျမတို့ဆေးရုံဝန်ထမ်းတွေရဲ့ကြားထဲမှာအနောက်ဖက်ဆောင်ဆိုတာအမြဲတမ်းတိတ်ဆိတ်လွန်တဲ့နေရာတစ်ခုပေါ့လူနာနေပြီးအခြေအနေသိမကောင်းတော့တဲ့သူတွေကိုပဲထားလိရှိရဲ့နေရာအဲ့ဒီညတော့ကမိုးကလည်းတဖွဲဖွဲရွာနေတော့
အေးရကြောတဲ့အထီစိတ်ဝင်နေတယ်ညတကောင်တနာရီကျော်လောက်မှာကောင်တာမော်နီတာပေါ်မှာအခန်းနံပါတ်9ကခေါ်နေတဲ့မီးနီလေးတစ်ချက်လင်းလာတယ်ရှင်ထဲမှာအေးကနေဖြစ်သွားရတာကအဲ့ဒီအဆောင်တစ်ခုလုံးကပြုတ်ပြည်ရေးလှုပ်ဖို့ဆိုပြီးတော့လူနာတွေကိုတခြားဘက်ကိုရွှေ့ထားတာတစ်ပတ်လောက်ရှိနေပြီအဲ့ဒီဘက်မှာလူတယောက်မှမရှိရအောင်စင်ညာမကတော့ဘေးကကလတ်ထိုင်မှာမှေးနေတယ်ဆက်ချုပ်ရင်တာပဲဖြစ်မှာပါလေဆိုပြီးတော့ဘက်ကိုပိတ်လိုက်ပင်မဲ့ခဏနေတော့နောက်ထပ်3ချက်ဆက်တိုက်ထမြည်ပြန်တယ်ဒီတစ်ခါတော့အဆက်ကအလိုလိုမြည်ရမျိုးမဟုတ်ဘဲနဲ့တစုံတစ်ယောက်ကစိတ်ရှည်လက်ရှည်နဲ့တမင်နှိပ်နေတယ်လို့မျိုးအတန်ကပြီပြင်းလွန်းနေကျမလည်းအိတ်နေတဲ့စီနီယာမအောင်မနှိုးကျင်တော့တာနဲ့လက်နှိပ်တမီကိုယူပြီးတော့အနောက်ဖက်ဆောင်စီကိုတယောက်တည်းလျှောက်လာခဲ့တယ်။ဇင်းကြံလန်းမိเจ้าတွေကတုံခါနေပြီးတော့အဖြူရောင်အလင်းနှန်းတွေကဝါတတာဖြစ်နေတယ်။အဆောင်ထဲကိုခြေချလိုက်တာနဲ့အနံ့ထူးဆန်းနေတယ်။ပုံမှန်ဆိုရင်ဖုံနှံ့တွေပိတ်လောင်နေတဲ့အနံ့တွေပဲရှိရမှာ။အခုကဆေးနှံ့တွေဇင်းကြံလန်းမှာရနေတာပဲ။အခန်း9ရှေ့ကိုရောက်တော့တကားအတွင်းကနေချက်ထိုးထားတာကိုတွေ့ရတယ်။အထဲမှာဘသူရှိလဲလို့အသာလေးမေးကြည့်ပေမဲ့ဘာတမ်းမှပြန်မကြားရဘူး။ဒါပေမဲ့တကားအောက်ခြေကြားထဲကနေအခန်းထဲမှာမီးလင်းနေတဲ့အလင်းအောင်တွေ့နေရတယ်။အဲ့ဒီအခန်းမီးခလုတ်တွေပြင်ဖို့ဆိုပြီးတော့ကျမကိုယ်တိုင်ဖြုတ်ထားတာလေ။တကားချက်ကသူ့အလိုလိုပွင့်သွားတဲ့အချိန်မှာတော့အသက်ရှူဖို့တော့မေ့သွားမိတယ်။အခန်းထဲမှာမြင်လိုက်ရတဲ့အပြင်အစင်တွေကရှေးခေတ်ကပုံစံမျိုးကရင်ဘေးမှာတော့အောက်ဆီဂျင်ဘူးတွေပိုက်တွေကလည်းတအားကိုဟောင်းနှမ်းနေတယ်အဲ့ဒီကရင်ဘေးမှာပဲသူနာပြုဝတ်ဆောင်ဝတ်ထားတဲ့သူနာပြုတယောက်ကကြောပေးပြီးတော့တခုခုကိုရေးမှတ်နေတယ်ကျမကြောက်နဲ့ဘာတူလဲအဲ့ဒီလိုမေးလိုက်တဲ့အချိန်မှာအဲ့ဒီသူနာပြုကဖြည်းဖြည်းချင်းလှည့်ကြည့်လာတယ်သူ့မျက်လုံးတွေကကျမကိုပြန်ကြည့်နေတာပေါက်ထွက်လို့မတတ်ပဲပြီးတော့ပါဇက်ကနေလဲဒီလူနာကိုအောက်ဆီဂျင်မြင်ပေးလေအဲ့ဒီလိုအတန်အော်ကြီးနဲ့ကျမကိုလှမ်းပြောတယ်ထွက်ပြေးဖို့တော့ကျမစိတ်နဲ့ကိုယ်နဲ့မကပ်ပဲငုံငူကြီးဒီတိုင်းရက်တည်နေခဲ့မိတယ်အဲ့ဒီအချိန်မှာပဲကျမရှိတက်တဲ့ကိုရောက်လာပြီးတော့ငါပြောနေရလေဘာလုပ်နေရလဲအဲ့ဒီလိုပြောတော့မှကျမလည်းအတိစိတ်ဝင်ပြီးတော့အသေးအတန်ထွက်ပြေးခဲ့တာကောင်တာကိုဘလို့ရောက်မှန်းအောင်မသိတော့ပါဘူးစီနီယာအမကိုနှိုးပြီးအကျိုးအကြောင်းပြောပြတော့မှသူကတပြင်းချပြီးပြောပြတယ်အနောက်ဆောင်မှာမီးလင်းနေရလည်းမရှိဘူးအခန်း9ကလည်းတော့ခတ်ထားတာပဲဒါပေမဲ့အဲ့ဒီအခန်းမှာတော့လွန်ခဲ့တဲ့နှစ်20လောက်ကတာဝန်ကျခဲ့တဲ့သူနာပြုတယောက်ကလူနာကိုအောက်ဆီဂျင်ပေးဖို့နောက်ကျသွားလို့ဆိုပြီးတော့စိတ်မကောင်းဖြစ်ပြီးသူ့ကိုယ်သူအပြစ်တင်တဲ့စိတ်နဲ့အဲ့ဒီအခန်းထဲမှာရင်ကိုအဆုံးစီရင်သွားဖို့တယ်အဲ့ဒီလိုပြောပြတယ်ကျမအဲ့ဒီစကားလေးကြားရောမေ့လဲသွားတော့တာပါပဲအဲ့ဒါနဲ့3-4ရက်လောက်ဖျားပြီးတော့မှအလုပ်ပြန်ဆင်းဖို့မနှဲအားယူခဲ့ရတယ်နောက်ဆိုအဲ့ဒီဘက်ကိုသွားဖို့ရှိလာရင်တယောက်တည်းဘယ်တော့မှမသွားရတော့ပါဘူးအဲ့ဒီနေ့က project အသေးအတွက်အစီရင်ခံစာအပြီးသတ်ဖို့ရှိနေတာကြောင့်ရုံးမှာကျွန်တော်တယောက်တည်းကြံခဲ့တာပါတိုဂျိုမျိုးလေကအထက်မြင့်အဆောက်အုံတွေကြားထဲမှာဒီရုံးခန်းကရှေးကြတစ်သားအနှံ့နဲ့ကော်စောနဲ့ရောရှက်နေတဲ့နေရာတစ်ခုပေါ့ညတနာရီကျော်လာတော့အပြင်ဘက်ကကားတန်တွေလည်းငြိမ်သွားပြီရုံးခန်းထဲမှာရှိတဲ့အတန်းဆိုလို့ကျွန်တော်ရဲ့ကီးဘုတ်ရိုက်တန်းနဲ့ဆာဗာခန်းထဲကစက်တန်တူတူပဲရှိတော့တယ်ခဏနေတော့ရုံးခန်းထဲကမိချောင်းတွေကသူ့အလိုလိုတစ်ချက်တစ်ဖြတ်နဲ့ပိတ်ချင်တယ်လို့ဖြစ်လာတယ်အစတုန်းကတော့အဆောက်အုံဟောင်းမလို့ရက်စစ်လိုက်မကောင်းဘူးလို့ပဲထင်ခဲ့တာဒါပေမဲ့တစ်ချက်အခန်းထောင်ကနေ
စက်ကူတွေကိုတစုံတစ်ယောက်ကလှန်နေသလိုအတန်မျိုးကြားလာရတယ်လှည့်ကြည့်လိုက်ရင်လည်းဘာမှမရှိဘူးလေးပေးဆက်ကြောင်လားဆိုတော့လေလေးကအဲ့ဒီဘက်ကိုမရောက်ဘူးကျွန်တော်ကွန်ပျူတာရှေ့မှာအလုပ်လုပ်နေတော့အနောက်ဘက်ကစင်းကြံလမ်းမှာအတန်တစ်ခုကိုကြားလိုက်ရတယ်အဲ့ဒါကဖက်နဲ့စီးပြီးလမ်းလျှောက်တဲ့အတန်မဟုတ်ဘူးတစုံတစ်ယောက်ကလက်သေးရှည်ကြီးတွေနဲ့နယံကိုချစ်ပြီးတော့ရှောက်လာတဲ့အတန်မျိုးအတန်တဖြည်းဖြည်းနီးကပ်လာပြီးတော့ကျွန်တော်အခန်းတကားဝမှာရှက်သွားတယ်တက်တီမွေးပြီးလှည့်ကြည့်လိုက်တော့ဘယ်သူမှရှိမနေဘူးကျွန်တော်အလုပ်ကိုအာရုံစိုက်ဖို့ကြိုးစားပေမဲ့နောက်ကျောကနေတစုံတစ်ယောက်ကရက်ပြီးစိုက်ကြည့်နေတယ်လို့ခံစားချက်ကအရန်ပြင်းထန်လာတယ်လေပင်နာမှာလေအေးလေးတစ်ချက်ဝေကနေလာတိုက်တယ်လူတစ်ယောက်ကကိုယ့်နောက်ကနေအตาလေးလေးနဲ့မှုတ်လိုက်တယ်လို့မျိုးကြော်ရွတဲ့အထိစိတ်ငနေဖြစ်သွားပြီးတော့ကိုခန္ဓာကလှုပ်ရှားလို့မရအောင်တောင့်တင်းသွားခဲ့တယ်အဆိုးဆုံးကတော့ကျွန်တော်ဘေးရစပွဲပေါ်မှာတင်ထားတဲ့ကော်ဖီခွက်ပါဘယ်သူမှမတိုက်မိပဲနဲ့အဲ့ဒီခွက်ကစပွဲအစွန်ဘက်ကိုဖြည်းဖြည်းချင်းရွှေ့သွားတယ်တစုံတစ်ယောက်ကလက်နဲ့အตาလေးတွန်းနေတယ်လို့မျိုးခွက်ကကျမ်းမြင့်မောကိုကျသွားတဲ့အချိန်မှာထွက်လာတဲ့အတန်ကတိတ်ဆိတ်နေတဲ့ရုံးခန်းထဲမှာတနတ်တန်တန်လိုပဲကျေလောင်လွန်းလာတယ်ကျွန်တော်ဘာမှမစင်စားနိုင်တော့ဘဲနဲ့အလုပ်ကိုအမြန်သိမ်းပြီးပြန်ဖို့ပြင်နေအိတ်ကိုဆွဲပြီးဓာတ်လေကားစီကိုအပြေးသွားခဲ့တယ်ဓာတ်လေကားထဲရောက်တော့တစ်ထပ်ချင်းစီဆင်းနေတော့သုံးထပ်မှာအလိုလိုရက်သွားတယ်တကားပွင့်သွားပေမဲ့အပြင်မှာဘယ်သူမှမရှိဘူးဒါပေမဲ့ဓာတ်လေကားထဲမှာပါတဲ့အလေးချိန်အာယုံခံစနစ်ကအလုံးလုံးပြီးတော့ overweight ဆိုတဲ့အချက်ပေးတဲ့မြည်လာတယ်ကျွန်တော်တယောက်တည်းရှိနေတဲ့ဓာတ်လေကားထဲမှာဘာလို့အလေးချိန်ကပိုနေတာလဲကျွန်တော်ကြောက်နဲ့မှန်တယ်ကကျွန်တော်ပုံရိပ်ကိုကြည့်လိုက်ပြီးတော့ကျွန်တော်ရဲ့ပခုံးပေါ်ကအင်ကြီးသားလက်ချောင်းလေးတွေနဲ့အตาလေးဖိညစ်ထားသလိုမျိုးချိတ်ဝင်နေတာကိုတွေ့လိုက်ရပါမယ်အပြင်မှာတော့အဲ့ဒီနေရာမှာဘာလက်မှရှိမနေပါဘူးမြင်းကြီးတက်ကိုရောက်လာတာနဲ့အပြင်ကိုအတကုံပြေးထွက်ခဲ့တယ်လမ်းမပေါ်ကမီးရောင်တွေအောက်ကိုရောက်တော့မှပဲအသက်ဝဝရှူနိုင်တော့တယ်အိမ်ပြန်ရောက်လို့အင်ကြီးလဲတဲ့အခါမှန်ထဲမှာမြင်လိုက်ရတာကကျွန်တော်ရဲ့ပခုံးနှစ်ဖက်လုံးမှာလက်ချောင်းတိလေးတွေနဲ့ဖိညစ်ထားသလိုမျိုးအညိုမဲကွက်ကလေးတွေထင်ကြံနေခဲ့တာပါပဲအဲ့ဒီနေရာနေစပြီးတော့ညဘက်ရုံးမှာဘယ်တော့မှတယောက်တည်း OT မစင်းတော့ဘူးဂျပန်မှာအလုပ်တအားလုပ်ကြတော့သူတို့တည်သွားတဲ့အချိန်အလုပ်မပြီးခဲ့ရင်အဲ့ဒီအလုပ်ကိုဆက်လုပ်ဖို့ဆွဲလန်းနေတဲ့ဝိညာဉ်တွေရှိရဲဆိုတဲ့စကားကိုလည်းတကယ်ကြီးယုံသွားပါတော့တယ်တခါတလေအလုပ်ထဲမှာအာယုံဆိုင်နေရင်နောက်ကျောကနေအေးစိမ့်စိမ့်ဖြစ်လာတိုင်းသူကျွန်တော်အနားမှာရှိနေတော့လားဆိုတာတွေးပြီးကြက်သိမ်းထားနေတော့မှာဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဖြစ်ရမှန်ဇလန်လေးတွေကိုပေးပို့ပေးခြင်းနဲ့ဆိုရင်တော့ဗီဒီယိုထဲမှာဖော်ပြထားတဲ့ Telegram အကောင့်လေးကနေတဆင့်ဆက်သွယ်ပြီးတော့ပေးပို့နိုင်ပါတယ်Jack Share Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲကောင်းသောညလေးဖြစ်ကြပါစေ